မိတ်ဆွေတယောက်ကတောင်းဆိုထားတဲ့ Facebook နဲ့ Gmail အသစ်ဘယ်လိုချိတ်ရမလဲဒီနည်းကိုသိတဲ့ဆရာသမားတွေရှိရင်ကြော်သွားပေးပါဗျကဲဒါဆိုရင်စလိုက်ကြရအောင်အရင်ဆုံး Facebook setting ထဲကိုဝင်ပါပြီးရင်အပြာရောင်စာတန်းလေးကိုနှိပ်ပါ Personal Detail ထဲကိုဝင်ပါပြီးရင် Contact Info ကိုနှိပ်ပါဗျဒီလိုပေါ်လာရင်အောက်နာက Add New Contact ကိုနှိပ်ပါပြီးရင်တော့ email ကိုနှိပ်ပါဗျကဲဒါဆိုရင် Gmail အသစ်ထည့်လို့ရပါပြီ Gmail အသစ်ထည့်ပြီးရင် Next ကိုနှိပ်ပါဒါဆိုရင်တော့အတည်ပြုခုတ်ထည့်ပေးရပါမယ်အတည်ပြုခုတ်က Gmail ထဲမှာကျလာမှာပါ Gmail ထဲကိုဝင်ပါကုတ်မကျသေးရင်ခဏလေးစောင့်ပေးပါဒါဆိုရင်ကုတ်ကျလာပြီဗျပြီးရင်တော့ Facebook ထဲကိုပြန်သွားပါကုတ်ထည့်ပြီးရင် Next ကိုနှိပ်ပါဒါဆိုရင်တော့ Gmail ထည့်တာအောင်မြင်ပါပြီခင်ဗျာကျေးဇူးပါဗျ